ဆိုရင်တော့စာရေးသူ Howard Marks ရေးသားထားတဲ့ Mastering the Market Cycle ဆိုတဲ့စာအုပ်လေးရဲ့အနှစ်ချုပ်ကိုဖတ်ပြတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။လူသားအလုံးဟာမိခင်သဘာဝတရားကြီးရဲ့စက်ဝန်း Nature Cycles တွေနဲ့ယဉ်ဤကျွမ်းဝင်ကြပါတယ်။ဥပမာအဖြစ်အရှိဘက်ကနေပုံမှန်ထွက်ပေါ်လာတတ်တဲ့နေမင်းကြီးကြောင့်တောအုပ်ထဲမှာလမ်းပြောင်းနေပြီဆိုရင်နေကိုကြည့်ပြီးကိုယ့်ရဲ့အိမ်ပြန်လန်းကိုရှာဖွေနိုင်ပါတယ်။အလားတူပဲຫນွေမိုးဆောင်ရာသီဥတုစက်ဝန်းတွေရေခဲတာတွေနှင်းကြတာတွေဟာလည်းတဘာဝရဲ့စက်ဝန်းတွေပါပဲ။ချစ်ချစ်တောက်ပူတဲ့ຫນွေရာသီဟာနုပြိုမှုနဲ့ရှင်သန်မှုတွေရဲ့ပြရုပ်ဖြစ်တယ်လို့စာအုပ်ကာလရဲ့ရွှေရောင်ကောက်ပင်တွေကလည်းရိတ်သိမ်းရာသီရောက်တော့မယ်ဆိုတာကိုဖော်ပြပေးကြပါတယ်။ဆောင်းတွင်ရောက်ပြီဆိုရင်တော့တစ်ပင်တွေဟာတိတ်တဆိတ်နဲ့အရွက်တွေကျွေပြီးနောက်ထပ်ရာသီစက်ဝန်းတစ်ခုအတွက်ပြင်ဆင်ကြပြီဖြစ်ပါတယ်။တဘာဝတရားမှာခံမှန်းလို့ရတဲ့စက်ဝန်းတွေရှိတယ်လို့ပဲစီးပွားရေးနဲ့ယင်းနှိမ့်မြုပ်နှံမှုလောကမှာလည်းဈေးကွက်စက်ဝန်း market cycle တွေရှိနေပါတယ်။ယင်းနှိမ့်မြုပ်နှံသူတယောက်ဟာဈေးကွက်ရဲ့အချက်ပြမှုတွေနဲ့ဈေးကွက်စက်ဝန်းတွေကိုနားလည်ထားမယ်ဆိုရင်မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေကိုချနိုင်မှာဖြစ်ပြီးအကျိုးအမြတ်တွေလည်းပုံမရရှိနိုင်ပါလိမ့်မယ်။ဈေးကွက်ကမျက်နှာသာပေးတဲ့အချိန်မှာနည်းနည်းပိုစွန့်စားရမှာဖြစ်တယ်လို့ဈေးကွက်ကမျက်နှာသာမပေးတဲ့အချိန်မှာတတိဝရိယနဲ့နောက်ဆုတ်ပြီးခံစစ်ဆင်ရမှာဖြစ်ပါတယ်။ဒီနေ့လေ့လာရမယ့် Mastering the Market Cycle စာအုပ်မှာတော့စီးပွားရေးဆိုင်ရာစက်ဝန်းပေါင်းများစွာနဲ့ယင်းနှိမ့်မြုပ်နှံသူတွေရဲ့စိတ်ပိုင်းဆိုင်ရာစက်ဝန်းတွေကိုအကျဉ်းချုပ်ဖော်ပြပေးထားပါတယ်။ဒီစာအုပ်ကဈေးကွက်ရဲ့အချက်ပြမှုတွေကိုအဓိပ္ပာယ်ဖော်နိုင်ပြီးကိုယ့်ရဲ့ယင်းနှိမ့်မြုပ်နှံမှုနည်းဗျူဟာတွေကိုချိန်ညှိမှုလုပ်နိုင်ဖို့နဲ့အမြင့်ဆုံးအကျိုးအမြတ်ရရှိနိုင်ဖို့အထောက်အကူပေးမဲ့စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ဒီစာအုပ်ရဲ့စာရေးသူ Howard Marks ဟာကမ္ဘာထိပ်တန်းယင်းနှိမ့်မြုပ်နှံသူတစ်ဦးဖြစ်ပြီး Oak Tree Capital Management လို့ခေါ်တဲ့ယင်းနှိမ့်မြုပ်နှံမှုကုမ္ပဏီရဲ့ပူးတွဲတည်ထောင်သူတစ်ဦးလည်းဖြစ်ပါတယ်။သူဟာယင်းနှိမ့်မြုပ်နှံမှုနဲ့ပတ်သက်တဲ့စာအုပ်တွေကိုရေးသားခဲ့ပြီးယင်းနှိမ့်မြုပ်နှံမှုနယ်ပယ်မှာနှစ်ပေါင်း90ကျော်လောက်ဩဇာညောင်းခဲ့သူဖြစ်ပါတယ်။သူဟာ1980ပြည့်နှစ်ဝန်းကျင်မှာကတည်းကယင်းနှိမ့်မြုပ်နှံမှုတွေစတင်ပြုလုပ်ခဲ့သူဖြစ်ပြီး1990ပြည့်နှစ်ဝန်းကျင်မှာတော့သူ့ရဲ့အတွေ့အကြုံတွေကိုစာအုပ်တွေရေးသားပြီးပြန်လည်မျှဝေပေးခဲ့ပါတယ်။သူ့ရဲ့ရေးသားမှုတွေကိုလည်း Warren Buffett အပါအဝင် Wall Street အတိုင်းဝိုင်းကချီးမွမ်းခဲ့ကြတာကိုတွေ့ရပါတယ်။ Mastering the Market Cycle စာအုပ်ရဲ့အနှစ်ချုပ်မှတ်စုကိုတော့အောက်ပါအတိုင်းအခန်း3ခန်းခွဲခြားဖော်ပြသွားမှာဖြစ်ပါတယ်။ပထမခန်းစက်ဝန်းများ၏သဘောတဘာဝဒုတိယခန်းယင်းနှိမ့်မြုပ်နှံသူတယောက်သိထားရမယ့်စက်ဝန်းများတတိယခန်းစက်ဝန်းများကိုအသုံးပြု၍ယင်းနှိမ့်မြုပ်နှံမှုပြုလုပ်ခြင်းတို့ပဲဖြစ်ပါတယ်။အခန်း1စက်ဝန်းများ၏သဘောတဘာဝစာရေးသူ Howard Marks ရဲ့အဆိုအရပြင်းပြအလယ်မှတ်တစ်ခုကိုဗဟိုပြုပြီးတော့အတက်အကျနဲ့အလှည့်ပြောင်းတွေဖြစ်ပေါ်နေခြင်းကိုစက်ဝန်း cycles လို့ခေါ်တယ်လို့သိရပါတယ်။ဥပမာအဖြစ်အကြီးစားစီးပွားရေးအဆင့်မှာဈေးကွက်အတက်ဘက်ကိုရောက်လာတာအမြင့်ဆုံးရောက်သွားတာတဖြည်းဖြည်းပြန်ကျလာတာအနိမ့်ဆုံးရောက်သွားတာပြီးရင်အမြင့်ဆုံးပြန်တက်သွားတာမျိုးတွေထက်ခါဖြစ်ပေါ်နေခြင်းမျိုးပါဒီစက်ဝန်းတွေကို graph ဆွဲကြည့်မယ်ဆိုရင်ကန့်လန့်ပြတ်အလယ်မြင့်ရဲ့အထက်အောက်ပြေးနေတဲ့လှိုင်းပုံစံမျိုးတွေ့ရမှာဖြစ်ပါတယ်ဒါဟာစက်ဝန်းတွေရဲ့အခြေခံပုံပန်းသဏ္ဍာန်ဖြစ်ပြီးစီးပွားရေးစက်ဝန်းအကျိုးအမြတ်စက်ဝန်းချင်းငွေစက်ဝန်းအစရှိတဲ့စက်ဝန်းတွေအားလုံးဟာဒီလိုအတက်အကျပုံသဏ္ဍာန်တွေကြီးပါပဲစက်ဝန်းတိုင်းဟာအချိန်ကာလတစ်ခုရောက်ရင်အလယ်မှတ်ကိုပြန်ရောက်လာလေးရှိတဲ့သဘောတဘာဝရှိပါတယ်ဆိုလိုတာကအမြင့်ဆုံးအမှတ်ထိအတက်အကျတွေဖြစ်ပေါ်ပြီးရင်ပြန်မြအနေထားတစ်ခုကိုပြန်ရောက်လာမယ်ဆိုတဲ့သဘောပါပဲဒါပေမဲ့ပြန်မြအနေထားကိုရောက်ပြီးရင်လည်းဒီတိုင်းငြိမ်မနေပဲနောက်ထပ်လားရာတစ်ခုကိုဆက်လက်ဦးတည်ပြီးအမြင့်ဆုံးအမှတ်ရောက်တဲ့အထိအတက်အကျထပ်ဖြစ်ပါတယ်။ Stock share ဈေးကွက်ဟာလည်းဒီသဘောတရားကိုလိုက်နာပါတယ်။ဈေးကွက်ဟာအကျဘက်ကိုရောက်သွားပြီးရင်တင်းနဲ့ပုံမှန်ဈေးနှုန်းတစ်ခုကိုပြန်တက်လာပါတယ်။အမြင့်ဆုံးထိတက်ပြီးရင်တော့ပြန်ကျမဲ့အလဲကိုရောက်လာပါတယ်။ဒါကြောင့်လည်းယင်းနှိမ့်မြုပ်နှံသူတွေကအကျကျမ်းပြီးရင်အတက်ပြန်ကျမ်းမယ်လို့ပြောလို့ရှိကြတာဖြစ်ပါတယ်။စက်ဝန်းတွေရဲ့ဒုတိယသဘောတဘာဝကတော့စက်ဝန်းတစ်ခုရဲ့ရွေလျားပြောင်းလဲမှုမှာနောက်ဆက်တွဲကြောင်းကျိုးဆက်ဆက်မှုတွေရှိနေခြင်းပါပဲပိုရှင်းအောင်ပြောရမယ်ဆိုရင်တော့စက်ဝန်းတစ်ခုရဲ့ဖြစ်ပျက်ပြောင်းလဲမှုတွေဟာနောက်ထပ်အဖြစ်အပျက်တွေကိုခလုတ်ဖွင့်ပေးနိုင်တယ်လို့ပြောရမှာဖြစ်ပါတယ်ဥပမာအဖြစ်1989ခုနှစ်အောက်တိုဘာလ19ရက်နေ့တနင်္လာနေ့မှာတကမ္ဘာလုံးက stock ဈေးကွက်တွေပြိုလဲခဲ့တဲ့ Black Monday ဖြစ်စဉ်ကိုလေ့လာကြည့်ပါ Black Monday မရောက်ခင်အောက်တိုဘာလ16ရက်နေ့တောက်ကြနေ့မှာ New York Stock ဈေးကွက်ဟာ61မှတ်9%ကျဆင်းခဲ့ပါတယ်အမေရိကရဲ့အရှေ့နဲ့အနောက်စံတော်ချိန်ကွာခြားမှုကြောင့် New York Stock ဈေးကွက်ဟာတောက်ကြနေ့ဈေးကွက်ပိတ်ခံပြီးနောက်ဆုံးအချိန်မှာအပြောင်းလဲဖြစ်ခဲ့တာပါဒါကြောင့်ဒီအပြောင်းလဲဟာ
နိုင်ငံတွင်းဈေးကွက်ကိုချက်ချင်းတက်ရောက်မှုမရှိသေးပါဘူး။ဒါပေမဲ့ဈေးကွက်ပြန်ဖွင့်တဲ့တနင်္လာနေ့မှာတော့ New York Stock ဈေးကွက်ရဲ့အပြောင်းအလဲဟာ Hong Kong Stock ဈေးကွက်ကိုအကြီးအကျယ်တက်ရောက်သွားခဲ့ပြီးတော့420.81မှတ်10%အထိပြုတ်ကျသွားခဲ့တယ်လို့အာရှပစိဖိတ်ဒေသကဈေးကွက်အားလုံးလည်းပြိုဆင်းသွားခဲ့ပါတယ်။ဒီကျဆင်းမှုတွေက New York Stock ဈေးကွက်ကိုဒိုမီနိုတက်ရောက်မှုအဖြစ်ပြန်ရောက်လာပြီးတော့ New York ဈေးကွက်ဟာ908မှတ်20%အထိပြုတ်ကျသွားခဲ့တာကိုတွေ့ရပါတယ်။ဒီဖြစ်ရပ်မှာ New York Stock ဈေးကွက်ပြိုလဲမှုဟာအကြောင်းတရားဖြစ်ပြီးတော့ဟောင်ကောင်နဲ့အာရှပစိဖိတ်ဈေးကွက်တွေပြိုလဲသွားရခြင်းကတော့အကျိုးတရားဖြစ်ပါတယ်။ဒါကြောင့်စက်ဝန်းတစ်ခုတည်းကအဖြစ်အပျက်တွေဟာတစ်ခုနဲ့တစ်ခုချိတ်ဆက်နေပြီးစက်ဝန်းနဲ့ပတ်သက်ဆက်နေတဲ့တခြားအစိတ်အပိုင်းတွေကိုပါတက်ရောက်မှုရှိတာကိုတွေ့ရပါတယ်။ဒီဆက်ဆက်မှုတွေဟာစက်ဝန်းတစ်ခုအတွင်းမှာသာမကမတူညီတဲ့စက်ဝန်းတွေကြားမှာပါဖြစ်ပေါ်နိုင်တာကိုလည်းတွေ့ရမှာဖြစ်ပါတယ်။ဥပမာဖြင့်စီးပွားရေးစက်ဝန်း economic cycle ဟာ corporation ကြီးတွေရဲ့အကျိုးမြတ်ရရှိမှုစက်ဝန်း profit cycle အပေါ်မှာတက်ရောက်မှုရှိတယ်လို့ပဲအဲ့ဒီတက်ရောက်မှုကတဆင့်ယင်းနှိမ့်ညွန့်နှံသူတွေရဲ့စိတ်ပိုင်းဆိုင်ရာစက်ဝန်း psychology cycle ကိုထပ်ပြီးတော့တက်ရောက်ပါတယ်။ယင်းနှိမ့်ညွန့်နှံသူတွေရဲ့စိတ်ပိုင်းဆိုင်ရာစက်ဝန်းပြောင်းလဲမှုကြောင့်ဈေးကွက်မတည်ငြိမ်မှုတွေဖြစ်ပေါ်လာတဲ့တပြိုင်နက်အစိုးရရဲ့ဆုံးဖြတ်ချက်နဲ့မူဝါဒပိုင်းဆိုင်ရာတွေလည်းပြောင်းလဲလာပြီးချေးငွေစက်ဝန်း credit cycle တွေပါလိုက်ပြောင်းလာတတ်ပါတယ်။အစိုးရစီကချေးငွေရယူနိုင်ခြင်းကြောင့်စီးပွားရေးစနစ်ကြီးတစ်ခုလုံးမှာလည်းနောက်ထပ်တက်ရောက်မှုတွေထပ်ဖြစ်လာပြန်ပါတယ်။ဒီစက်ဝန်းတစ်ခုချင်းစီရဲ့အသေးစိတ်သဘောတဘာဝကိုတော့နောက်လာမယ့်အခန်းမှာဆက်လက်ဖော်ပြပေးမှာဖြစ်ပါတယ်။မတူညီတဲ့စက်ဝန်းတွေရဲ့အချင်းချင်းပတ်သက်ဆက်မှုတွေကြောင့်စက်ဝန်းတွေရဲ့ရွေလျားမှုကိုခံမှန်းရတာပိုခက်သွားပါတယ်။ဒါဟာစက်ဝန်းတွေရဲ့တတိယမြောက်သဘောတဘာဝပဲဖြစ်ပါတယ်။စက်ဝန်းတွေရဲ့ရွေလျားမှုဟာတာမန်ဆက်ပစ္စည်းကိရိယာတွေရဲ့ရွေလျားမှုလို့တိတိကျကျခံမှန်းလို့မရနိုင်တယ်လို့ရိုးရှင်းတဲ့ formula တွေနဲ့လည်းတွက်ထုတ်လို့မရနိုင်ပါဘူး။စက်ဝန်းတိုင်းကအထက်အောက်ပုံစံနဲ့ရွေလျားနေပြီးအချိန်တန်ရင်အလယ်လက်ဆင့်ကိုပြန်ရောက်လာတယ်လို့အကြမ်းပြင်းသိနိုင်ပေမဲ့ဘယ်အချိန်မှာအတက်အကျအမြင့်ဆုံးဖြစ်မယ်အတက်အကျတွေဟာဘလောက်အမြန်နှုန်းနဲ့ဖြစ်ပေါ်မယ်ဆိုတာတွေကိုတော့ဘယ်တော့မှမှန်းလို့မရပါဘူး။စက်ဝန်းတွေဟာတမိုင်းကြောင်းတစ်လျှောက်ထက်ခါဖြစ်ခဲ့တယ်ဆိုပေမဲ့ဒီစက်ဝန်းတွေရဲ့အသေးစိတ်အနေအထားတွေကတော့မတူညီကြတာကိုတွေ့ရပါလိမ့်မယ်။စက်ဝန်းတွေရဲ့လှုပ်ရှားမှုဟာမရေရာဘူးဆိုရင်ဒီစက်ဝန်းတွေအကြောင်းလေ့လာနေလို့ရောဘာထူးမှလဲလို့စာဖတ်သူတွေဘက်ကမေးစရာရှိပါတယ်။စက်ဝန်းတွေရဲ့အမြင့်ဆုံးအမှတ်အနိမ့်ဆုံးအမှတ်တွေကိုခံမှန်းလို့မရနိုင်ပေမဲ့ဒီစက်ဝန်းတွေအကြောင်းလေ့လာထားခြင်းကြောင့်စက်ဝန်းရဲ့လက်ရှိအနေအထားကိုခံမှန်းနိုင်ပြီးရှေ့လျှောက်ဆက်တက်မလားကျမလားဆိုတာကိုတော့ခံမှန်းနိုင်စွမ်းရှိပါတယ်။အဲဒီလောက်ခံမှန်းနိုင်တယ်ဆိုရင်ပဲယင်းနှိမ့်ညွန့်နှံမှုအတွက်သိတာထင်ရှားတဲ့အကျိုးကျေးဇူးတွေရှိနိုင်ပါပြီ။အခန်းနဲ့ယင်းနှိမ့်ညွန့်နှံသူတယောက်တည်ထားရမယ့်စက်ဝန်းများရှေ့အခန်းမှာတော့ဈေးကွက်နဲ့ပတ်သက်တဲ့စက်ဝန်းတွေကိုနားလည်မယ်ဆိုရင်ယင်းနှိမ့်ညွန့်နှံမှုလုပ်တဲ့အခါအားသာချက်ရှိလာနိုင်ကြောင်းဖော်ပြခဲ့ပြီးပါပြီ။ဒီအခန်းမှာတော့ယင်းနှိမ့်ညွန့်နှံမှုနည်းဗျူဟာရွေးချယ်ရမှာမဖြစ်မနေထည့်သွင်းစဉ်းစားရမယ့်အရေးကြီးတဲ့စက်ဝန်းတွေအကြောင်းကိုအသေးစိတ်ရှင်းပြသွားမှာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့စီးပွားရေးစက်ဝန်းအစိုးရရဲ့စီးပွားရေးအပေါ်ပါဝင်ပတ်သက်မှုစက်ဝန်းအကျိုးမြတ်စက်ဝန်းဆိုတဲ့အခြေခံစက်ဝန်း၃မျိုးကိုစတင်လေ့လာကြည့်ကြရအောင်ပါ။စီးပွားရေးစက်ဝန်း economic cycle ကို GDP စက်ဝန်း GDP cycle လို့လည်းခေါ်ကြပြီးနိုင်ငံတစ်နိုင်ငံရဲ့ရေဘူးရစီးပွားရေးအတက်အကျပြောင်းလဲမှုကိုရည်ညွှန်းတာဖြစ်ပါတယ်။အကြံပြအားဖြင့်ပြောရမယ်ဆိုရင်တော့နိုင်ငံတစ်နိုင်ငံရဲ့စီးပွားရေးနဲ့ GDP တို့ဟာနိုင်ငံသားတွေရဲ့အလုပ်လုပ်တဲ့နိုင်စုစုပေါင်းနဲ့အလုပ်ချိန်တစ်နိုင်ရဲ့ထွက်ကုန်တန်ဖိုးတို့အပေါ်မှာအခြေခံပါတယ်။ကလေးမွေးဖွားနှုန်းအလုပ်လုပ်သူဦးရေအလုပ်လုပ်ချိန်စုစုပေါင်းကုန်ထုတ်စွမ်းအားအစရှိတဲ့အချက်တွေဟာနိုင်ငံတစ်နိုင်ငံရဲ့ GDP ကိုအဓိကအားဖြင့်တက်ရောက်မှုရှိတဲ့အချက်တွေဖြစ်ပါတယ်။ယင်းနှိမ့်ညွန့်နှံသူအများစုအတွက်တော့သူတို့ရဲ့ယင်းနှိမ့်ညွန့်နှံမှုရလဒ်တွေဟာရေတိုစီးပွားရေးလမ်းကြောင်းဒါမှမဟုတ်နောက်တစ်နှစ်နှစ်နှစ်အတွင်းမှာရှိတဲ့ GDP ပြောင်းလဲမှုနဲ့ပဲပို့ပြီးသက်ဆိုင်လေးရှိပါတယ်။ဒီပြောင်းလဲမှုတွေကိုအဓိကတက်ရောက်မှုရှိတာကတော့ဈေးကွက်ကဖန်တီးပေးနိုင်တဲ့အလုပ်အကိုင်အခွင့်အလမ်းတွေဖြစ်ပြီးဒီအလုပ်အကိုင်အခွင့်အလမ်းတွေကလည်းနောက်ထပ်ပြင်ပအချက်ပေါင်းများစွာနဲ့သက်ဆိုင်နေပါသေးတယ်။ဥပမာဖြင့်စီးပွားပြက်ကတ်လို့ငွေကြေးဆိုင်ရာအထိတ်တလန့်ဖြစ်ရတစ်ခုခုဖြစ်ပေါ်ပြီဆိုရင်လူတွေရဲ့ဝယ်ယူစားသုံးမှုလျော့ကျသွားပါတယ်။အဲဒီလိုအချိန်မှာယင်းနှိမ့်ညွန့်နှံသူတွေကလည်းယင်းနှိမ့်ညွန့်နှံခြင်းနဲ့ဆန္ဒသိမ့်မရှိကြပါဘူး။ဝယ်လူအားနည်းပြီးယင်းနှိမ့်ညွန့်နှံမှုလည်းမရှိချိန်မှာစက်ရုံအလုပ်ရုံတွေရဲ့ကုန်ထုတ်လုပ်မှုကျဆင်းလာပြီးလုပ်သားလျှော့ချမှုတွေဖြစ်လာတာကြောင့်စုစုပေါင်းအလုပ်လုပ်ချိန်တွေလည်းလျော့ကျလာပါတယ်။ဒီအချက်တွေအားလုံးကိုစုပေါင်းလိုက်ရင်တော့တိုင်းပြည်ရဲ့ GDP ဟာအကျဘက်ကိုဦးတည်လာမှာဖြစ်ပါတယ်။နောက်ထပ်ဥပမာတစ်ခုကတော့ stock share နဲ့အိမ်ချမ်းမြေတို့လိုပိုင်ဆိုင်မှုတွေတန်ဖိုးမြင့်လာချိန်မှာဒီအရာတွေကိုပိုင်ဆိုင်သူတွေကငွေပိုသုံးနိုင်လာပြီး
ဝယ်ယူစားသုံးမှုတွေများပြားလာတဲ့အချိန်ဖြစ်ပါတယ်။အဲ့ဒီအချိန်မျိုးမှာတော့ဈေးကွက်ဝယ်လိုအားများလာတာကြောင့်ရင်းနှီးမြှုပ်နှံမှုတွေပိုများလာမယ်။ကုန်ထုတ်လုပ်မှုတွေတိုးတက်လာမယ်။အလုပ်ကိုင်အခွင့်အလမ်းတွေပိုများလာမယ်။နောက်ဆုံးမှာတိုင်းပြည်ရဲ့စီးပွားရေးဟာယာယီအားဖြင့်အတက်ဘက်ကိုဦးတည်လာမှာဖြစ်ပါတယ်။ဒါဟာစီးပွားရေးစက်ဝန်းရဲ့အခြေခံသဘောတရားပါပဲ။ရင်းနှီးမြှုပ်နှံသူတယောက်သိထားတဲ့ဒုတိယမြောက်စက်ဝန်းကတော့စီးပွားရေးအပေါ်အစိုးရရဲ့ပါဝင်ပတ်သက်မှုစက်ဝန်း Government Involvement Cycle ဖြစ်ပါတယ်။တိုင်းပြည်စီးပွားရေးအတက်အကျအရန်မြင့်နေတဲ့အချိန်မျိုးတွေမှာအစိုးရတွေကဝင်ထိန်းပေးကြရပါတယ်။စီးပွားရေးအရန်တက်လာပြီးဈေးကွက်ပေါက်ကွဲနေမယ်ဆိုရင်ငွေကြေးဖောင်းပွားမှုနဲ့စီးပွားပြက်ကတ်တွေကိုမလွဲမသွေရင်ဆိုင်ရပါလိမ့်မယ်။စီးပွားရေးအရန်ကျနေမယ်ဆိုရင်လည်းကုမ္ပဏီတွေရဲ့အမြတ်ရရှိမှုနည်းပါပြီးအလုပ်ကိုင်အခွင့်အလမ်းရှားပါမှုနဲ့တိုင်းပြည်မငြိမ်သက်မှုတွေဖြစ်ပေါ်လာနိုင်ပါတယ်။ဒါကြောင့်ဗဟိုဘဏ်နဲ့ဘဏ္ဍာရေးဝန်ကြီးဌာနတို့ဟာစီးပွားရေးကိုတည်ငြိမ်အောင်ကြားဝင်ထိန်းကျောင်းပေးလိမ့်ရှိပါတယ်။အစိုးရဘက်ကစီးပွားရေးကိုကြားဝင်ဆွတ်ဖက်ခြင်းရဲ့အဓိကရည်ရွယ်ချက်ကတော့ဈေးကွက်ကိုအတက်အကျအစွန်းနှစ်ဖက်မရောက်အောင်ကာကွယ်ပေးဖို့ပါပဲ။ဒီလိုဆွတ်ဖက်တဲ့အခါမှာအစိုးရတွေအသုံးပြုလို့ရှိတဲ့ကိရိယာနှစ်မျိုးကတော့ငွေကြေးဆိုင်ရာမူဝါဒနဲ့ဘဏ္ဍာရေးမူဝါဒတွေဖြစ်ပါတယ်။စီးပွားရေးအရန်ထိုးတက်လာချိန်မှာဗဟိုဘဏ်ဟာဈေးကွက်ကိုထုတ်ချေးပေးတဲ့ငွေပမာဏကိုလျှော့ချတာအတိုးနှုန်းကိုမြင့်တင်တာငွေတိုက်စာချုပ်တွေထုတ်ရောင်းတာတို့လိုငွေကြေးမူဝါဒတွေကိုပြုပြင်ပြောင်းလဲလေ့ရှိပါတယ်။အခွန်တိုးကောက်တာတို့လိုဘဏ္ဍာရေးမူဝါဒပြောင်းလဲမှုတွေနဲ့ပေါင်းစပ်လိုက်တဲ့အခါမှာတော့ဈေးကွက်ဟာပြန်အေးသွားလေ့ရှိပါတယ်။အလားတူပဲစီးပွားရေးကျဆင်းလာချိန်မှာလည်းဗဟိုဘဏ်ဟာငွေကြေးလဲပတ်မှုမြင့်တက်လာအောင်ကူညီထောက်ပံ့ပေးပြီးအခွန်လျှော့ချမှုနဲ့အသုံးစရိတ်မြင့်တင်မှုတို့လိုစီးပွားရေးကိုလှုံ့ဆော်ပေးနိုင်မဲ့ဘဏ္ဍာရေးမူဝါဒတွေကိုချမှတ်ပေးလေ့ရှိပါတယ်။စီးပွားရေးစက်ဝန်းနဲ့အစိုးရရဲ့ပါဝင်ပတ်သက်မှုစက်ဝန်းတွေရဲ့အပြောင်းအလဲတွေဟာတတိယမြောက်စက်ဝန်းဖြစ်တဲ့အကျိုးအမြတ်စက်ဝန်း profit cycle ကိုတက်ရောက်မှုတွေဖြစ်ပေါ်လာစေပါတယ်။ဘာကြောင့်လဲဆိုတော့တိုင်းပြည်ရဲ့စီးပွားရေးဟာလူတွေရဲ့ဝယ်ယူစားသုံးနိုင်စွမ်းကိုလွှမ်းမိုးမှုရှိနေလို့ဖြစ်ပါတယ်။တိုင်းပြည်ရဲ့ GDP တိုးတက်နေချိန်မှာလူတွေပတ်စံသုံးနိုင်တာကြောင့် corporate လုပ်ငန်းတွေရဲ့ရောင်းအားလည်းထိုးတက်နေပါလိမ့်မယ်။ GDP ကျဆင်းနေချိန်မှာတော့ corporate လုပ်ငန်းတွေရဲ့ရောင်းအားဟာလည်းကျဆင်းသွားမှာဖြစ်ပါတယ်။ဒါပေမဲ့ဒီနေရာမှာနယ်ပယ်တစ်ခုနဲ့တစ်ခုတော့ကွာခြားချက်လေးတွေရှိနိုင်ပါတယ်။တချို့လုပ်ငန်းနယ်ပယ်တွေဟာတိုင်းပြည်စီးပွားရေးအတက်အကျကိုပိုပြီးတော့အကဲဆက်ကြပေမဲ့တချို့နယ်ပယ်တွေကတော့ဒီလောက်ခတ်မှုတွေကိုပိုခံနိုင်တာတွေ့ရပါတယ်။ဥပမာအဖြစ်ကုန်ကျန်းပစ္စည်း၊ရေရှည်ခံပစ္စည်း၊ယင်းနဲ့အိမ်ခြံမြေတို့လိုလုပ်ငန်းနယ်ပယ်တွေဟာစီးပွားရေးလောက်ခတ်မှုကိုအရန်အကဲဆက်ကြပြီးတော့စီးပွားရေးကျဆင်းနေချိန်မှာဒီလုပ်ငန်းနယ်ပယ်တွေဟာလည်းထိုးကျသွားတတ်ပါတယ်။နေ့စဉ်လိုအပ်ချက်တွေဖြစ်တဲ့အစားအသောက်နဲ့ဆေးဝါးတို့လိုလုပ်ငန်းနယ်ပယ်တွေကတော့စီးပွားရေးပြောင်းလဲမှုဒဏ်ကိုပိုခံနိုင်ပါတယ်။ဒီကုန်ပစ္စည်းတွေဟာစီးပွားရေးကောင်းတဲ့အချိန်မှာဖြစ်ဖြစ်မကောင်းတဲ့အချိန်မှာပဲဖြစ်ဖြစ်မဖြစ်မနေဝယ်ယူရတဲ့ပစ္စည်းတွေပါ။ဒါပေမဲ့အကျိုးအမြတ်ဆက်ဝန်းဟာစီးပွားရေးဆက်ဝန်းနဲ့ထပ်တူထပ်မျှလိုက်ပြောင်းနေတာမျိုးတော့မဟုတ်ပါဘူး။ဒါဟာဘာကြောင့်လဲဆိုတော့လုပ်ငန်းလည်ပတ်မှုတွေမှာကုတ်အားကန်အား leverage တွေကိုအသုံးပြုနိုင်လို့ဖြစ်ပါတယ်။ဒီကန်အားတွေကြောင့်စီးပွားရေးလုပ်ငန်းတွေမှာရောင်းအားအတက်အကျဖြစ်လာပေမဲ့အကျိုးအမြတ်မပြောင်းတာမျိုးရှိတတ်တာပါ။ဒီသဘောတရားကိုပို့ပြီးတော့နားလည်သွားအောင်လို့တက္ကစီကုမ္ပဏီတစ်ခုနဲ့ရှင်းပြပါမယ်။ဒီကုမ္ပဏီရဲ့လည်ပတ်မှုကအဓိကအားဖြင့်အပိုင်း၃ပိုင်းပါဝင်ပါမယ်။ပထမပိုင်းကကုမ္ပဏီရုံးခန်းဆောက်လုပ်ခြင်းနဲ့ထိန်းသိမ်းခြင်းတို့လိုပုံသေးကုန်ကျစရိတ်တွေပါ။ပုံသေးကုန်ကျစရိတ်တွေဟာတက္ကစီစီးသူတွေများလာရင်လည်းပြောင်းလဲမှုမရှိပါဘူး။ဒုတိယတစ်ပိုင်းကတော့တက္ကစီကားဝယ်တာလိုမျိုးအပြောင်းအလဲနည်းနည်းပါရှိနိုင်တဲ့ကုန်ကျစရိတ်တွေဖြစ်ပါတယ်။ခရီးသည်တွေအတန်အသင့်များလာပေမဲ့လက်ရှိကားတွေနဲ့လုံလောက်သေးရဆိုရင်ကားအသစ်ထပ်ဝယ်စရာမလိုပါဘူး။ဒါပေမဲ့ခရီးသည်တွေအများများလာရင်တော့ကားအသစ်ထပ်ဝယ်ရမှာဖြစ်ပါတယ်။နောက်ဆုံးပိုင်းကတော့ဓာတ်ဆီဈေးလိုမျိုးပုံသေးမရှိတဲ့ကုန်ကျစရိတ်တွေဖြစ်ပါတယ်။ဒီကုန်ကျစရိတ်တွေကတော့ရောင်းအားပေါ်မူတည်ပြီးအမြဲပြောင်းလဲနေမှာပါ။တကယ်လို့ကုမ္ပဏီမှာခရီးသည်ရရှိမှုပိုများလာပြီးအမြတ်ငွေ20%တိုးတက်လာတယ်။ဒါပေမဲ့ဝန်ထမ်းသစ်တွေခေါ်စရာမလိုသေးသလိုရုံးတွင်းကုန်ကျစရိတ်ကလည်းမပြောင်းလဲဘူး။လက်ရှိကားနဲ့ပဲလုံလောက်တဲ့အတွက်ကားအသစ်လည်းဝယ်စရာမလိုသေးဘူးဆိုကြပါစို့။ဒီလိုအခြေအနေမျိုးမှာပိုကုန်လာတာဆိုလို့ဓာတ်ဆီအတွက်အသုံးစရိတ်ပဲရှိပါတယ်။ဒီဥပမာမှာကုမ္ပဏီရဲ့လုပ်ငန်းလည်ပတ်မှုကန်အားကြောင့်ရောင်းအား1%တိုးတက်လာခြင်းဟာအမြတ်ငွေ1%ထက်မကတိုးပွားသွားစေနိုင်တာကိုတွေ့ရမှာဖြစ်ပါတယ်။ဒါကြောင့်အကျိုးအမြတ်ဆက်ဝန်းဟာစီးပွားရေးဆက်ဝန်းရဲ့တက်ရောက်မှုကိုခံရပေမဲ့စီးပွားရေးဆက်ဝန်းနဲ့တပြေးညီထပ်တူမကြဘူးဆိုတာကိုနားလည်ထားရပါမယ်။ဒါရင်မကလုပ်ငန်းစီမံခန့်ခွဲမှုဆုံးဖြတ်ချက်ချမှတ်မှုနည်းပညာတိုးတက်မှုအခွန်မူဝါဒရာသီဥတုစစ်ပွဲအစရှိတဲ့တခြားအချက်တွေဟာလည်းစီးပွားရေးလုပ်ငန်းတွေရဲ့အကျိုးမြတ်ဆက်ဝန်းကိုတက်ရောက်မှုရှိနိုင်ပါသေးတယ်။ခြုံပြောရရင်တော့နိုင်ငံအဆင့်စီးပွားရေးဆက်ဝန်းဟာ corporate လုပ်ငန်းတွေရဲ့တိုးတက်မှုအတွက်အဓိကကျတဲ့နောက်ခံအချက်တစ်ချက်ဖြစ်ပေမဲ့
အကျိုးမြတ်ဆက်ဝန်းဟာစီးပွားရေးဆက်ဝန်းနဲ့အတိအကျပုံစံတူလိုက်ပြောင်းတာမျိုးတော့မဟုတ်ဘူးလို့ပြောရမှာဖြစ်ပါတယ်။အထက်မှာပြောခဲ့တဲ့အခြေခံဆက်ဝန်း၃ခုအပြင်နောက်ထပ်သိထားတဲ့ဆက်ဝန်းတစ်ခုကတော့ယင်းနှိမ့်ညွန့်နှံသူတွေရဲ့စိတ်ပိုင်းဆိုင်ရာဆက်ဝန်း psychology cycle ပဲဖြစ်ပါတယ်။စာရေးသူ Marx ရဲ့အဆိုအရစိတ်ပိုင်းဆိုင်ရာဆက်ဝန်းဟာစီးပွားရေးဆက်ဝန်းအကျိုးမြတ်ဆက်ဝန်း stock ဈေးကွက်ဆက်ဝန်းအိမ်ချမ်းမြေဆက်ဝန်းအစရှိတဲ့တခြားဆက်ဝန်းတွေကိုအစွန်းနှစ်ဖက်ပိုရောက်သွားအောင်လို့တွန်းပို့နိုင်စွမ်းရှိရဲလို့သိရပါတယ်။စိတ်ပိုင်းဆိုင်ရာဆက်ဝန်းဟာယင်းနှိမ့်ညွန့်နှံသူတွေရဲ့လောဘကြီးမှုနဲ့ကြောက်ရွံ့မှုအကောင်းမြင်မှုနဲ့အဆိုးမြင်မှုစွန့်စားလိုမှုနဲ့အရှုံးမခံခြင်းမှုစတာတွေပေါ်မူတည်ပြီးတော့အတက်အကျဖြစ်ပါတယ်။စီးပွားရေးတွေတဟုန်ထိုးတိုးတက်နေချိန်မှာစွန့်စားဖို့တိတ်မလိုဘူးလို့လူအားလုံးကထင်ကြတာကြောင့် stock share ဈေးကွက်ထဲကိုပြုံတိုးပြီးတော့ယင်းနှိမ့်ညွန့်နှံတာပိုင်ဆိုင်မှုတွေဝယ်ယူတာရှုံးမှမကြောက်ဘဲမျက်စိမိတ်စွန့်စားတာလောဘတက်ပြီးအလွန်ကြုံဝယ်တာမျိုးတွေကိုပြုလုပ်တတ်ကြပါတယ်။ယင်းနှိမ့်ညွန့်နှံသူတွေတအားများလာချိန်မှာ stock share နဲ့အိမ်ချမ်းမြေဈေးကွက်တွေဟာအမြင့်ဆုံးအစွန်းတစ်ဖက်ကိုရောက်သွားပါလိမ့်မယ်။အကြက်တဲတစ်ခုခုနဲ့ကြုံလာတဲ့အခါမျိုးတွေမှာတော့လူတွေဟာအဆိုးမြင်တဲ့စိတ်လွန်ကဲပြီးတော့မစွန့်စားလိုကြတော့ပဲလောဘရဲ့နေရာကိုကြောက်ရွံ့မှုကအစားထိုးဝင်ရောက်လာပါတယ်။ယင်းနှိမ့်ညွန့်နှံသူတွေရဲ့စိတ်နေစိတ်ဓာတ်ဟာမျက်စိမိတ်စွန့်စားခြင်းတဲ့စိတ်ကနေလုံးဝမစွန့်စားခြင်းတော့တဲ့ဘက်ကိုပြောင်းသွားတာကြောင့်ဈေးကွက်ဟာရုတ်တရက်ပြိုလဲသွားတတ်ပါတယ်။ဒီပြိုလဲမှုတွေဟာလူတွေရဲ့ကြောက်စိတ်ကိုပိုပြီးတော့ဆိုးရွားစေတာကြောင့် stock share နဲ့အိမ်ချမ်းမြေတွေကိုကိုယ်စီထုတ်ရောင်းလာပြီးအနေဆုံးအစွန်းတစ်ဖက်ကိုမရောက်ခင်အထိဈေးဆက်ကျနေမှာဖြစ်ပါတယ်။21ရာစုအစောပိုင်းကအမေရိကန်နည်းပညာကုမ္ပဏီတွေရဲ့ stock share တွေဘူပေါင်းလိုဖောင်းပွားလာပြီးပောက်ကွဲသွားခြင်းဟာစိတ်ပိုင်းဆိုင်ရာဆက်ဝန်းရဲ့လွှမ်းမိုးသက်ရောက်မှုကြောင့်ဖြစ်ပါတယ်။1999ခုနှစ်လောက်မှာနည်းပညာဆိုင်ရာ stock share တွေကိုလောဘကလွှမ်းမိုးထားပြီးဈေးကွက်ဟာတဟုန်ထိုးမြင့်တက်နေခဲ့ပါတယ်။ဈေးကအတက်ဘက်ကိုရောက်လေလူတွေကလည်းယုံကြည်မှုပိုရှိလေဖြစ်ပြီးတော့နည်းပညာ stock တွေရဲ့ဈေးကလည်းပိုပြီးတော့မြင့်လာခဲ့ပါတယ်။ဈေးပိုမြင့်ခြင်းကလူတွေကိုဝယ်ခြင်းစိတ်ပိုဖြစ်စေတာကြောင့်တဖြည်းဖြည်းနဲ့အမြင့်ဆုံးအစွန်းတစ်ဖက်ကိုရောက်ရှိလာပါတယ်။ဒါပေမဲ့တနေ့မှာတော့အခြေအနေတွေပြောင်းလဲသွားပြီးသေးငယ်တဲ့သတင်းစိုးလေးတွေရိုက်ခတ်လာပါတယ်။ဥပမာအဖြစ်နည်းပညာကုမ္ပဏီတစ်ခုခုအရှုံးပေါ်တာအစိုးရရဲ့မူဝါဒအသစ်ကနည်းပညာကုမ္ပဏီတွေအတွက်အထောက်အကူမဖြစ်တာမျိုးတွေပါ။အဲ့လိုသေးငယ်တဲ့အပြောင်းလဲလေးတွေရဲ့တက်ရောက်မှုကြောင့်ယင်းနှိမ့်ညွန့်နှံသူတွေရဲ့စိတ်ဟာလောဘဘက်ကနေကြောက်ရွံ့မှုဘက်ကိုပြောင်းလဲသွားပါတယ်။လူတွေဟာပတ်စံဆုံးရှုံးမှုကိုစိုးရိမ်လာကြပြီးသူတို့ပိုင်တဲ့ stock share တွေကိုတယောက်ပြီးတယောက်ထုတ်ရောင်းလာကြပါတယ်။ဒီလိုနဲ့အစိုးသက်နေရလဲပြီး2002ခုနှစ်လောက်အထိနည်းပညာ stock တွေကိုဈေးအရင်တက်တာပဲမဲ့ဘယ်သူမှမလိုချင်တဲ့အခြေအနေမျိုးနဲ့တွေ့ကြုံခဲ့ရပါတယ်။ဒါလောက်ဆိုရင်တော့စိတ်ပိုင်းဆိုင်ရာဆက်ဝန်းဟာဈေးကွက်ကိုအစွန်းတစ်ဖက်ရအောင်တွန်းပို့နိုင်စွမ်းရှိရဲဆိုတာကိုသဘောပေါက်လောက်ပြီလို့ထင်ပါတယ်။အသိဉာဏ်နဲ့စင်ကြင်တုံတရားတွေကိုလက်ကင်ထားနိုင်မှသာအစွန်းရောက်တဲ့အပြောင်းလဲတွေကြောင့်ဆုံးရှုံးမှုနည်းပါးမှာဖြစ်ပါတယ်။ထူးချွန်တဲ့ယင်းနှိမ့်ညွန့်နှံသူတွေဟာရင်းကျက်မှုရှိပြီးနီလန်းကြကြတွေးခေါ်နိုင်စွမ်းရှိကြပါတယ်။သူတို့ကခံစားချက်တွေမပါဘဲဈေးကွက်ကိုသုံးသပ်နိုင်ကြသလိုယင်းနှိမ့်ညွန့်နှံမှုတစ်ခုရဲ့ပင်ကိုတန်ဖိုး intrinsic value ကိုတွက်ချက်နိုင်ကြတာကြောင့်ဈေးကွက်တန်ဖိုးနဲ့ပင်ကိုတန်ဖိုးကိုနှိုင်းယှဉ်ပြီးမှသာဝယ်သင့်မဝယ်သင့်ဆုံးဖြတ်ကြပါတယ်။လူအုပ်ကြီးနောက်လိုက်ပြီးတော့အများလုပ်တဲ့အတိုင်းလိုက်လုပ်ဖို့လွယ်ပေမဲ့ဈေးကွက်ကိုအတည်ငြိမ်နဲ့ဓမ္မဟိထန်ကြကြသုံးသပ်နိုင်ဖို့ကတော့တော်တော်လေးခက်ခဲပါတယ်။အခုဆိုရင်တော့အခြေခံဆက်ဝန်း၃ခုနဲ့ယင်းနှိမ့်ညွန့်နှံသူတွေရဲ့စိတ်ပိုင်းဆိုင်ရာတွေကိုလေ့လာခဲ့ကြပြီးပါပြီ။အခြေခံဆက်ဝန်း၃ခုဟာယင်းနှိမ့်ညွန့်နှံမှုတိုင်းရဲ့နောက်ခံဖြစ်ပြီးယင်းနှိမ့်ညွန့်နှံသူတွေရဲ့စိတ်ပိုင်းဆိုင်ရာဟာလည်းမေ့ထားလို့မရတဲ့အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။အခုဆက်ပြီးတော့ယင်းနှိမ့်ညွန့်နှံသူတိုင်းသိထားတဲ့ဈေးကွက်ဆက်ဝန်း market cycle အကြောင်းကိုလေ့လာကြည့်ရအောင်ပါ။ဈေးကွက်ဆက်ဝန်းမှာတော့ချေးငွေဆက်ဝန်းအိမ်ချမ်းမြေဆက်ဝန်းစိုးရိမ်စရာအကျွေးဆက်ဝန်းတို့ပေါင်းဆက်ပါဝင်ပါတယ်။အဲ့ဒီ၃ခုထဲမှာတက်ရောက်မှုအပြင်းဆုံးဖြစ်တဲ့ချေးငွေဆက်ဝန်းအကြောင်းကိုအကျဉ်းချုပ်ဖော်ပြပေးပါမယ်။ချေးငွေဆက်ဝန်း credit cycle ဆိုတာကိုနားမလည်သေးဘူးဆိုရင်တော့မှချေးငွေဆိုတဲ့အဓိပ္ပာယ်ကိုတော့အားလုံးနားလည်ကြပါလိမ့်မယ်။တာမန်လူတွေဟာလည်းအိမ်ဝယ်ခြင်းတဲ့အခါလုပ်ငန်းတိုးချဲ့ခြင်းတဲ့အခါမျိုးတွေမှာချေးငွေယူကြရပါတယ်။ငွေကြေးလောကမှာတော့အဲ့ဒီချေးငွေတွေကိုထုတ်ချေးပေးတဲ့နေရာတွေကိုချေးငွေပတင်းပေါက် credit window လို့ခေါ်ကြပါတယ်။ချေးငွေပတင်းပေါက်တွေပွင့်နေတဲ့အချိန်မှာကုမ္ပဏီတွေနဲ့လူပုဂ္ဂိုလ်တွေဟာချေးငွေရဖို့လွယ်ကူနေမှာဖြစ်ပြီးတော့ချေးငွေပတင်းပေါက်တွေပိတ်သွားတဲ့အချိန်မျိုးမှာတော့ချေးငွေရဖို့ပိုပြီးတော့ခက်ခဲပါလိမ့်မယ်။အဲ့ဒီလိုချေးငွေပတင်းပေါက်တွေပွင့်တာပိတ်တာပြန်ပွင့်တာပြန်ပိတ်တာအစရှိတဲ့အပြောင်းအလဲတွေကိုချေးငွေဆက်ဝန်းလို့ခေါ်ဆိုရခြင်းဖြစ်ပါတယ်။ချေးငွေဆက်ဝန်းရဲ့လွှမ်းမိုးတက်ရောက်မှုဟာတခြားဆက်ဝန်းတွေအားလုံးထက်ပိုပြီးတော့ပြင်းထန်ပါတယ်။
ဘာလို့လဲဆိုတော့စီးပွားရေးလောကနဲ့ကုန်ထုတ်လုပ်ငန်းတွေမှာငွေအရင်းနှီးဟာမရှိမဖြစ်တဲ့အသက်သွေးကြောဖြစ်နေလို့ပါပဲ။နောက်ပြီးတော့ကုမ္ပဏီအများစုရဲ့လူပုဂ္ဂိုလ်အများစုဟာအကျွေးဟောင်းတွေကိုဆက်ဖို့အတွက်အကျွေးသစ်တွေယူရလေးရှိရာကြောင့်ချင်းငွေပရင်းပေါက်တွေပိတ်သွားတဲ့အခါမျိုးမှာအကျွေးမဆက်နိုင်တော့ပဲဒေဝါလီခံရလေးရှိပါတယ်။ဒါရင်မကချင်းငွေစက်ဝန်းရဲ့အချက်ပေးမှုဟာရင်းနှီးမြှုပ်နှံသူတွေရဲ့စိတ်ပိုင်းဆိုင်ရာကိုလည်းကြီးမားတဲ့သက်ရောက်မှုတွေဖြစ်ပေါ်စေပါတယ်။ချင်းငွေပရင်းပေါက်တွေပိတ်သွားပြီဆိုတာနဲ့ဈေးကွက်တစ်ခုလုံးရုတ်တသက်ဖြစ်ပြီးတော့အစိုးတန်တရားတွေစတင်လဲပတ်တော့တာပါပဲ။ဒါဆိုရင်ချင်းငွေစက်ဝန်းရဲ့ပြောင်းလဲမှုတွေဘလို့ဖြစ်ပေါ်လာတာလဲ။တချို့အချိန်တွေမှာငွေချေးရလွယ်ပြီးတော့တချို့အချိန်တွေမှာဘာကြောင့်ခက်ခဲရတာလဲ။စီးပွားရေးတွေတိုးတက်ကောင်းမွန်နေချိန်မှာလူတွေဟာစောစားကြစိတ်ပိုရှိကြတယ်လို့ပြောခဲ့ဘူးတာကိုမှတ်မိကြမယ်လို့ထင်ပါတယ်။အဲဒီလိုအခြေအနေမျိုးမှာငွေကြေးဆိုင်ရာအဖွဲ့အစည်းတွေဟာလည်းသူတို့ရဲ့စီးပွားရေးကိုချဲ့ထွင်လာကြတာကြောင့်ချေးငွေတွေကိုဘုံဘောလောထုတ်ပေးကြပါတယ်။ဒီလိုနဲ့ပြန်ဆက်နိုင်ခြင်းမရှိတဲ့ကုမ္ပဏီရဲ့လူပုဂ္ဂိုလ်တွေကိုမစင်မကျင်ငွေချေးမိတာတွေများလာပြီးတော့ဆုံးရှုံးမှုတွေကကြီးမားလာပါတယ်။ငွေချေးသူတွေဟာဆုံးရှုံးမှုတွေများလာတဲ့အခါမှာအန်ဒီရယ်ကိုရိပ်မိလာပြီးချေးငွေပတင်းပေါက်ကိုပိတ်လိုက်ကြပါတယ်။ချေးငွေပတင်းပေါက်တွေပိတ်သွားပြီဆိုတာနဲ့ရှေ့မှာပြောခဲ့တဲ့အတိုင်းပဲအကျွေးဟောင်းတွေကိုပြန်မဆက်နိုင်တာကုမ္ပဏီဒေဝါလီခန္ဓာတွေဖြစ်ပေါ်လာပြီးစီးပွားရေးတိုးတက်ကြွယ်ဝမှုတွေအကုန်လုံးအဆုံးသတ်သွားပါတော့တယ်။ဒါပေမဲ့ချင်းငွေဆက်ဝန်အနေဆုံးအစွန်းတစ်ဖက်ကိုရောက်သွားချိန်မှာအရင်းနှီးလက်ထဲရှိသူတွေကငွေထုတ်ချေးဖို့ပြန်လည်စဉ်းစားလာကြပါတယ်။ဘာကြောင့်လဲဆိုတော့အဲ့ဒီအချိန်မှာငွေချေးကျင်သူကများနေပြီးချင်းငွေထုတ်ပေးတဲ့နေရာကအရန်နည်းနေတာကြောင့်ပြန်ဆက်နိုင်ခြေရှိတဲ့သူကိုခေါင်းခေါက်ရွေးလို့ရတယ်လို့အတိုးလဲများများပိုရနိုင်လို့ဖြစ်ပါတယ်။ဒီလိုနဲ့နောက်ထပ်ငွေရင်းရှိသူတွေကလည်းချေးငွေပြန်ထုတ်ပေးခြင်းစိတ်ရှိလာတာကြောင့်ချေးငွေပတင်းပေါက်တွေတဖြည်းဖြည်းနဲ့ပြန်ပြီးတော့ပွင့်လာပြီးချေးငွေဈေးကွက်ဟာပုံမှန်အနေအထားကိုပြန်ရောက်လာမှာဖြစ်ပါတယ်။ချေးငွေစက်ဝန်းကိုနားလည်သဘောပေါက်ထားမယ်ဆိုရင်လက်ရှိရောက်နေတဲ့ချေးငွေစက်ဝန်းရဲ့အနေအထားကိုသုံးသပ်နိုင်စေပြီးချေးငွေစက်ဝန်းတွေဘယ်အချိန်မှအစွန်းတစ်ဖက်ဖက်ကိုရောက်သွားနိုင်မလဲဆိုတာကိုလည်းခံမှန်းနိုင်စွမ်းရှိလာပါလိမ့်မယ်လို့မတ်ကဆိုပါတယ်။တကယ်လို့လူတွေကမျက်စိမှိတ်ပြီးစွန့်စားနေမယ်။ရင်းနှီးမြှုပ်နှံသူတွေကလည်းရင်းနှီးမြှုပ်နှံမှုစိတ်အားထက်သန်နေမယ်။ငွေကြေးဆိုင်ရာကုန်ကျစရိတ်တွေတက်တာနေမယ်။ချေးငွေယူဖို့လွယ်ကူနေမယ်။ပတ်စံအများစုကငွေထုတ်ချေးသူတွေရဲ့လက်ထဲမှာမရှိပဲချေးငွေယူသူတွေရဲ့လက်ထဲမှာသာရှိနေမယ်ဆိုရင်သတိထားပါ။ဒါတွေဟာချေးငွေဆက်ဝန်အစွန်းတစ်ဖက်ကိုရောက်တော့မယ်ဆိုတဲ့အချက်ပြုမှုတွေဖြစ်ပြီးတော့ရင်းနှီးမြှုပ်နှံသူတယောက်အတွက်သတိကြီးကြီးထားရမယ့်အချိန်ဖြစ်တယ်လို့ Max ကလမ်းညွှန်ထားပါတယ်။အခန်း 3ဆက်ဝန်များကိုအသုံးပြု၍ရင်းနှီးမြှုပ်နှံမှုပြုလုပ်ခြင်းစီးပွားရေးဟာစက်ဝန်းတွေလိုပဲတန်တရားလဲနေရဲဆိုတာတော့ရှေ့ခန်းမှာလေ့လာခဲ့ကြပြီးပါပြီ။ဒီခန်းမှာတော့ဒီစက်ဝန်းတွေကိုအသုံးချပြီးကောင်းမွန်တဲ့ရင်းနှီးမြှုပ်နှံမှုတွေဘယ်လိုလုပ်သင့်တယ်လဲဆိုတာကိုဆက်လက်ပြီးတော့ဖော်ပြသွားမှာဖြစ်ပါတယ်။ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့စက်ဝန်းတွေကိုအသုံးချဖို့အတွက်အဆင့်2ဆင့်လိုအပ်ပါတယ်။ပထမအဆင့်ကဈေးကွက်ထဲကစက်ဝန်းတွေနဲ့လက်ရှိအနေအထားကိုဆုံးဖြတ်ဖို့ဖြစ်ပြီးဒုတိယအဆင့်ကတော့လက်ရှိစက်ဝန်းပေါ်မူတည်ပြီးရင်းနှီးမြှုပ်နှံမှုနည်းဗျူဟာကိုရွေးချယ်ဖို့ဖြစ်ပါတယ်။ဒီတော့ပထမအဆင့်ဖြစ်တဲ့ဈေးကွက်ရဲ့လက်ရှိစက်ဝန်းတွေကိုသုံးသပ်ဆုံးဖြတ်ပုံအကြောင်းစတင်လေ့လာကြည့်ကြရအောင်ပါ။မနက်ခင်းမှာပထမဆုံးထွက်လာတဲ့ရောင်နီဟာမကြခင်နေထွက်လာတော့မယ်ဆိုတာကိုညွှန်ပြတယ်လို့မိုးမခပင်ရဲ့ပထမဆုံးအဖူးဟာလည်းຫນွေဥရာသီရောက်တော့မယ်ဆိုတာကိုဖော်ပြပါတယ်။အလားတူပဲစီးပွားရေးလောကရဲ့စက်ဝန်းတွေမှာလည်းလက်ရှိအခြေအနေကိုဖော်ပြနိုင်တဲ့အချက်ပေးမှုတွေသင်္ကေတတွေရှိကြပါတယ်။စီးပွားရေးနဲ့ပတ်သက်တဲ့အခြေခံကျတဲ့အချက်တွေအကုန်လုံးကောင်းမွန်နေမယ်။မီဒီယာတွေကလည်းစီးပွားရေးကိုအကောင်းမြင်တဲ့ဘက်ကနေဖော်ပြနေမယ်။ရင်းနှီးမြှုပ်နှံသူတွေဈေးကွက်ထဲမှာပိုများလာမယ်။လူတွေရဲ့စွန့်စားကြစိတ်ပိုများနေမယ်။အစရှိတဲ့အချက်တွေဟာဈေးကွက်အတက်ဘက်ကိုတဖြည်းဖြည်းနဲ့ရောက်မယ်ဆိုတဲ့အချက်ပြမှုတွေဖြစ်ပါတယ်။အခြေခံအချက်တွေဆိုးရွားလာမယ်။မီဒီယာတွေကလည်းစီးပွားရေးကျဆင်းနိုင်ကြောင်းဇက်တိုက်ဖော်ပြနေတာ။ရင်းနှီးမြှုပ်နှံသူတွေကသူတို့လက်ထဲမှာရှိရာတွေကိုထုတ်ရောင်းလာတာ။ချေးငွေယူဖို့ခက်ခဲလာတာတွေကတော့စီးပွားရေးအကျဘက်ကိုရောက်မယ်ဆိုတဲ့အချက်ပေးမှုတွေပါဒီအချက်တွေကိုစောင့်ကြည့်လေ့လာခြင်းအပြင်ဈေးကွက်ရဲ့လက်ရှိအနေအထားကိုနားလည်သဘောပေါက်နိုင်စေပြီးတော့စက်ဝန်းတွေအတက်ဘက်ကိုရောက်နေသလားအကျဘက်ကိုရောက်နေသလားဆိုတာကိုဆုံးဖြတ်နိုင်လာမှာဖြစ်ပါတယ် Stock share တွေရဲ့တန်ကြေးနဲ့အမြတ်ရရှိမှုအချိုး PE ratio ငွေချေးစာချုပ်အတိုးနှုန်းအိမ်ချမ်းမြေတွေရဲ့တန်ကြေးနဲ့ဝင်ငွေရရှိမှုနှုန်း Real Estate Capitalization Rateကုမ္ပဏီလွှဲပြောင်းဝယ်ယူမှုတန်ဖိုးအစားရှိတဲ့အချက်တွေပုံမှန်အနေအထားထက်မြင့်မားနေခြင်းဟာလည်းရင်းနှီးမြှုပ်နှံမှုတွေမှာစွန့်စားရမှုများပြီးပြန်ရတဲ့အကျိုးအမြတ်နည်းပါးနိုင်တယ်လို့ဖော်ပြနေတဲ့အချက်တွေဖြစ်ပါတယ်။ဒါရင်မကရင်းနှီးမြှုပ်နှံသူတွေရဲ့စိတ်နေစိတ်ထားကိုကြည့်ပြီးတော့လေဈေးကွက်စက်ဝန်းရဲ့အခြေအနေကိုအကဲဖြတ်လို့ရနိုင်ပါတယ်။
ရင်းနှီးမြှုပ်နှံသူတွေတတိကြီးကြီးနဲ့တန်တရားတွေဝင်နေမယ်စွန့်စားလိုစိတ်နှဲပါနေမယ်ဆိုရင်ဈေးကွက်တန်ဖိုးဟာဖြစ်တင်ဖြစ်ထိုက်တဲ့အခြေအနေမှာရှိနေမှာဖြစ်တာကြောင့်ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့စိတ်ချရပါတယ်။ရင်းနှီးမြှုပ်နှံသူတွေစိတ်အားတက်ကြွနေချိန်စွန့်စားခြင်းစိတ်တွေအယမ်းများနေချိန်တွေမှာဈေးတွေမြောက်နေမှာဖြစ်ပြီးရင်းနှီးမြှုပ်နှံမှုလုပ်ဖို့အန္တရာယ်များတဲ့အခြေအနေလို့ပြောရမှာဖြစ်ပါတယ်။အဲဒီလိုအခြေအနေမျိုးမှာဈေးတွေရုတ်တရက်ပြန်ပြုတ်ကျသွားတာမျိုးဖြစ်တတ်တာကြောင့်အယမ်းသတိထားဖို့လိုပါတယ်။ရင်းနှီးမြှုပ်နှံသူတွေစိတ်ရှုပ်ထွေးနေတဲ့အချိန်စိတ်ပြတ်နေတဲ့အချိန်ကြောက်ကြောက်နဲ့ထုတ်ရောင်းနေတဲ့အချိန်တွေမှာတော့ပုံမှန်ထက်ဈေးချိုနေတတ်ပြီးဝယ်ယူလို့အကောင်းဆုံးအချိန်တွေလို့သတ်မှတ်ရမှာဖြစ်ပါတယ်။ဈေးကွက်နဲ့ရင်းနှီးမြှုပ်နှံသူတွေရဲ့စိတ်နေစိတ်ထားကိုတည်တည်ချာအကဲခတ်ပြီးစံဝန်းတွေရဲ့လက်ရှိအနေအထားကိုဆုံးဖြတ်နိုင်ပြီဆိုရင်တော့ဒုတိယအဆင့်အနေနဲ့လက်ရှိစံဝန်းတွေပေါ်မူတည်ပြီးတော့ရင်းနှီးမြှုပ်နှံမှုနည်းဗျူဟာရွေးချယ်တဲ့အဆင့်ကိုဆက်တက်ရပါမယ်။တာမန်ရင်းနှီးမြှုပ်နှံသူတွေဟာဈေးကွက်အတက်ဘက်ကိုရောက်နေချိန်မှာဝယ်ခြင်းစိတ်ရှိကြပြီးအကျဘက်ကိုရောက်လာရင်တော့ကြောက်လန့်ပြီးပြန်ရောင်းတက်ကြပါတယ်။ဒါပေမဲ့ Max ရဲ့ရင်းနှီးမြှုပ်နှံမှုနည်းဗျူဟာကတော့အဲ့ဒါနဲ့ဆန့်ကျင်ဘက်ပါပဲ။ Max ရဲ့အဆိုအရလူတွေကြောက်လန့်ပြီး store တွေပြန်ထုတ်ရောင်းနေတဲ့အချိန်ဟာဝယ်ဖို့အကောင်းဆုံးအချိန်ဖြစ်တယ်လို့သိရပါတယ်။ဒါနဲ့ပတ်သက်ပြီး Max ဟာသူ့ရဲ့ကိုယ်ရေးဖြစ်ရပ်တစ်ခုနဲ့ဥပမာပေးထားပါတယ်။2008ခုနှစ်စီးပွားပြက်ကပ်ဖြစ်ပြီးတဲ့အချိန်မှာငွေကြေးလောကဟာအစိုးမြင်စိတ်နဲ့ပြည့်နှက်နေခဲ့ပါတယ်။ဒါပေမဲ့ Max ကတော့ဈေးကွက်ကိုလေ့လာသုံးသပ်ကြည့်တဲ့အခါမှာရင်းနှီးမြှုပ်နှံသူတွေဟာလူရာထက်ပိုပြီးအစိုးမြင်နေကြတာကိုတွေ့ရပြီးလက်ရှိအခြေအနေဟာအတက်ဘက်ကိုဦးလှည့်နေတဲ့အချိန်ဖြစ်တာကိုတွေ့ရှိခဲ့ရပါတယ်။ Stock share နဲ့တခြားပိုင်ဆိုင်မှုဈေးနှုန်းတွေကလည်းမယုံနိုင်လောက်အောင်ဈေးသက်သာနေပြီးပင်ကိုတန်ဖိုးထက်အများကြီးလျော့နည်းနေပါတယ်။ဒါဟာဝယ်ယူဖို့အကောင်းဆုံးအချိန်ဖြစ်တယ်လို့ Max ကသတ်မှတ်ခဲ့တာကြောင့်သူတို့ရဲ့ Oaktree Capital Management ဟာတပတ်ကိုအမေရိကန်ဒေါ်လာတန်း900နဲ့15ဘတ်စတိုက်ရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်ခဲ့ပါတယ်။သူထင်ထားတဲ့အတိုင်းပဲနောက်တစ်နှစ်မှာငွေကြေးဈေးကွက်ဟာပုံမှန်ပဲဖြစ်လာပြီးတော့သူတို့ဝယ်ထားတဲ့ share တွေဟာအစမတန်တန်ကြေးမြင့်မားသွားခဲ့တာကိုတွေ့ရပါတယ်။ဒါပေမဲ့ဈေးကွက်အကျဘက်ရောက်ဖို့ဟန်ပြင်တုံးအခိုက်မှာတော့ဈေးကွက်တွေမြောက်နေစေဖြစ်တာကြောင့်မဝယ်သင့်သေးဘူးလို့ Max ကသတိပေးထားပါတယ်။အမှန်ကန်ဆုံးချင်းကပ်နည်းကတော့ရင်းနှီးမြှုပ်နှံမှုတစ်ခုရဲ့ရှိသင့်ရှိထိုက်တဲ့ပင်ကိုတန်ဖိုးကိုအရင်တွက်ချက်ပြီးတော့ပင်ကိုတန်ဖိုးထက်နည်းမှသာစတင်ဝယ်ယူတဲ့နည်းလမ်းဖြစ်ပါတယ်။ကိုဝယ်ပြီးလို့ဈေးကွက်ကဆက်ကျနေအောင်မယ်ဆိုရင်လည်းတောက်လျှောက်ဆက်ဝယ်သွားပါ။ဒီနေရာမှာရင်းနှီးမြှုပ်နှံသူအများစုမှာမှားလေးရှိတဲ့အချက်ကဈေးအကျဆုံးအချိန်ကိုထိုင်ဆောင်နေတတ်ခြင်းပဲဖြစ်ပါတယ်။ Max ကတော့ဒါကိုမှားယွင်းတဲ့နည်းလမ်းတစ်ခုလို့သတ်မှတ်ထားပါတယ်။ဘာကြောင့်လဲဆိုတော့အရှေ့ပိုင်းမှာပြောခဲ့သလိုပဲဈေးကွက်ဟာဘယ်အချိန်မှအနှိမ်ဆုံးဖြစ်မယ်ဆိုတာကိုခန့်မှန်းလို့မရနိုင်လို့ပါ။ဈေးထက်ကျတာကိုစောင့်ရင်းနဲ့ကိုဝယ်မယ်လို့မှဈေးတွေပြန်တက်ကုန်တာကြောင့်သူများတွေနဲ့လူဝယ်ရပြီးအခွင့်အရေးကိုလက်လွတ်ခံလိုက်ရတာမျိုးတွေဖြစ်တတ်ပါတယ်။ဒါကြောင့်ဈေးအကျဆုံးဖြစ်မဲ့အချိန်ကိုမဆောင်ပဲပင်ကိုတန်ဈေးထက်လျော့နေနေတဲ့အချိန်မှာစဝယ်ပြီးတော့ဈေးဆက်ကျရင်ဇက်တိုက်ထက်ဝယ်ဖို့ Max ကအကြံပေးထားတာပါ။ဒါပေမဲ့ Max အသုံးပြုခဲ့တဲ့နည်းဗျူဟာကအခုပြောခဲ့တဲ့လောက်တော့ရိုးရှင်းတာမျိုးမဟုတ်ပါဘူး။သူ့လိုအချိန်ကိုက်လှုပ်ရှားနိုင်ဖို့အတွက်ရင်းနှီးမြှုပ်နှံမှုနဲ့ stock share တွေကိုအခြေခံစည်းစိမ်လေ့လာမှုလောက်တော့လုပ်နိုင်ဖို့လိုပါတယ်။မဟုတ်ရင် intrinsic value လို့ခေါ်တဲ့ပင်ကိုတန်ဖိုးကိုတွက်တက်မှာမဟုတ်ပါဘူး။ဒါကြောင့်နည်းဗျူဟာကောင်းတစ်ခုဖြစ်ဖို့အတွက်နောက်ခံအကြောင်းရင်းတွေကိုသုတေသနလုပ်နိုင်ဖို့လိုသလိုငွေကြေးဈေးကွက်နဲ့ပတ်သက်တဲ့အသိပညာရှိဖို့လည်းလိုအပ်တယ်လို့ပြောရပါလိမ့်မယ်။တကယ်လို့ကိုကအခြေခံကျတဲ့စည်းစိမ်လေ့လာမှုတွေကိုတော့လုပ်နိုင်စွမ်းမရှိတဲ့တာမန်ရင်းနှီးမြှုပ်နှံသူအဆင့်ဆိုရင်တော့ဒီစာအုပ်မှာပြောခဲ့တဲ့ဈေးကွက်ရဲ့အချက်ပြမှုတွေကိုသေချာဂရုပြုပြီးတော့အကြံပြသုံးသပ်ကြည့်နိုင်ပါတယ်။ပုံမှန်အချိန်မှာရင်းနှီးမြှုပ်နှံမှုပြုလုပ်လို့မရှိတဲ့ကိုဘေးနားကလူတွေကရုတ်တရက်ဈေးကွက်အကြောင်းပြောလာတာဒါမှမဟုတ်လူတွေက stock share တွေကိုထုတ်ရောင်းပြီးဘယ်တော့မှ stock ဈေးကွက်ထဲကိုခြေမချတော့ဘူးလို့ပြောလာတာမျိုးတွေဟာတာမန်လူတွေအနေနဲ့ဈေးကွက်အခြေအနေကိုသုံးသပ်နိုင်စေမဲ့အချက်ပြသင်္ကေတတွေပါပဲလို့ Max ကရေးသားဖော်ပြထားပါတယ်။အခုဆိုရင်တော့ Mastering the Market Cycle စာအုပ်ရဲ့အနှစ်ချုပ်မှတ်စုကိုဖတ်ရှုလေ့လာခဲ့ကြပြီးပါပြီ။ဒီစာအုပ်ရဲ့ပထမခန်းမှာစီးပွားရေးလောကမှာရှိတဲ့စက်ဝန်းတွေရဲ့အခြေခံသဘောတဘာဝတွေကိုလေ့လာခဲ့ရမှာဖြစ်ပါတယ်။ဒုတိယခန်းမှာတော့ရင်းနှီးမြှုပ်နှံသူတယောက်မဖြစ်မနေသိထားတဲ့စက်ဝန်းတွေအကြောင်းအသေးစိတ်ဖော်ပြခဲ့ပါတယ်။တတိယခန်းမှာတော့ဒီစက်ဝန်းတွေရဲ့ဈေးကွက်အခြေအနေတွေကိုလေ့လာသုံးသပ်ပြီးမှန်ကန်တဲ့ရင်းနှီးမြှုပ်နှံမှုဆုံးဖြတ်ချက်တွေဘယ်လိုချမှတ်သင့်တယ်လဲဆိုတာကိုဖတ်ရှုလေ့လာခဲ့ရမှာဖြစ်ပါတယ်။